မြန်မာနိုင်ငံရဲ့ပထမဆုံးကမ္ဘာအမွေနှစ်စီးရင်ဝင်ပြူမြို့ဟောင်း၃မြို့အကြောင်းကိုကျွန်တော်ဒီနေ့အသေးစိတ်ပြောပြပေးပါမယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းနဲ့သူညကအစင်းမြင့်ယဉ်ကျေးမှုရဲ့တက်တည်တွေပါပဲ။ဟန်လင်းဘီတနိုးနဲ့တရွေခေတရာမြို့တွေဟာ BC နှစ်ရကနေ89ရာကြားနှစ်ပေါင်းသူညကြော်ကြထွန်းကားခဲ့တဲ့ပြူနိုင်ငံတွေရဲ့အကျွင်းကြံတွေဖြစ်ပါတယ်။ဒီမျိုးတွေဟာအရှေ့တောင်အာရှမှာဗုဒ္ဓဘာသာစတင်အခြေခံခဲ့တဲ့အစောဆုံးသက်သေတွေပါ။ပါဠိအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုတွေကိုဒီနေရာကနေစတင်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ဖြူတွေဟာ extended urban format လို့ခေါ်တဲ့ပြန့်ကျဲတဲ့မြို့ပြပုံစံတစ်ကိုဖန်တီးခဲ့ကြပါတယ်။ဒါဟာနောက်ပိုင်းအရှေ့တောင်အာရှမြို့ပြတည်ဆောက်ပုံတွေပေါ်အများကြီးလွှမ်းမိုးခဲ့ပါတယ်။ထူးခြားတာကသူတို့ရဲ့ရေစီမံခန့်ခွဲမှုပါ။ရာသီအလိုက်ရှားပါတဲ့ရေရင်းမြစ်တွေကိုကျွမ်းကျင်စွာထိန်းသိမ်းပြီးစိုက်ပျိုးရေးအတွက်အသုံးပြုခဲ့တဲ့စနစ်တွေဟာအခုထိအသုံးဝင်နေဆဲဖြစ်ပါတယ်။ဤပညာပိုင်းမှာလည်းအုတ်ဖုတ်တာတန်ရွှေငွေနဲ့ကြောက်မြတ်ရတနာတွေကိုအနုစိတ်ထုတ်လုပ်တဲ့နေရာမှာပြူတွေဟာအလွန်ထူးချွန်ကြပါတယ်။ပြူတွေမှာထူးခြားတဲ့တကြုံမှုတလေးရှိပါတယ်။မီးတင်ကြိုပြီးသားအယိုးပြတွေကိုအယိုးအိုးတွေထဲထည့်သွင်းပြီးစုပေါင်းကူတင်ချိုင်းတွေမှာတင်စီခဲ့ကြတာပါ။မြို့သားရဲ့ဗဟိုမှာတော့နန်းတော်ရှိပါတယ်။ဒါဟာပြူတို့ရဲ့နိုင်ငံရေးနဲ့လူမှုရေးစကြဝဠာရဲ့ဗဟိုချက်လို့သူတို့ကသတ်မှတ်ထားတာဖြစ်ပါတယ်။ဒီနေ့အထိကျွန်တော်တို့ကိုစိတ်သက်ခွန်အားတွေပေးနေစေဖြစ်တဲ့ပြူရင်ချင်းမှုအမွေအနှစ်တွေကိုအတူတူထိန်းသိမ်းကြရအောင်။နောက်ထပ်သမိုင်းဗဟုသုတတွေအတွက်ဖောက်လုပ်ထားဦးနော်။